အားလုံးမင်္ဂလာပါညီမတို့ကီတူမနီအော်တိုမှာအရန်အနည်းများနေရဲ့ Equinox မရသေးဘူးလား Equinox မရှိသေးဘူးလားဆိုရဲလူကြီးမင်းတို့အတွက်ကို Chevrolet Equinox 2018 model လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီကောင်လေးကတော့ 1.5cc ကိုမှ turbo လေးပါပါမယ်နံပါတ်တန်လေးဆိုလို့ရှိရင်လည်း S တန်အရန်မြင့်နေ grade လေးရဆိုလို့ရှိရင်လည်း Premier grade လေးဖြစ်သွားမယ်ပေါ့နော်ပြီးရင်ဒီကောင်လေးရဲ့အကြောင်းလေးကကြာတော့လေသူက brown color နဲ့ထွက်ထားတယ်ပေါ့နော်ဒီထဲမှာကျတော့ညီမတို့ဒီအပြင်မှာကျတော့သူကခဲရောင်လို့ဘာလို့နဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ Premier grade ဖြစ်သွားတဲ့အတွက်ကြောင့်မလို့တွင်းကနေဆိုလို့ရှိရင်လည်း fashion တွေအများကြီးပါတယ်အဲ့တော့ဘာတွေပါလဲဆိုတာကိုညီမချက်လိုက်ပြပြပါမယ်ရှင်poster လေးနဲ့ဖြစ်သွားမယ်ပေါ့နော် steering မှာဆိုလို့ရှိရင်တော့ steering အပူပေးတဲ့စနစ်လေးလည်းပါတယ်ပြီးရင် cruise control lane departure volume control speaker နဲ့ phone answer call တွေလည်းပါပါမယ်ရှင်ဒီ gearbox ကြီးမှာဆိုလို့ရှိရင်တော့ဒါ original TV လေးဖြစ်သွားမယ်ပြီးရင်ဒီမှာကျတော့ aircon အချိန်ရဲ့ function လေးပါသွားမယ်ပေါ့နော်နောက်တစ်ခုကဒီမှာက wireless charger လေးလည်းပါတယ် USB outlet နဲ့ port လေးလည်းပါပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်း cup holder နှစ်ခုကိုတက်ရက်လေးထားပေးထားတယ် all wheel drive clutch လေးလည်းပါပါတယ်ပြီးရင်သူ့ရဲ့ဒီ gear အောက်လေးမှာဆိုလို့ရှိရင်တော့ electronic parking brake လေးလည်းပါတယ်ဒီမှာဆိုလို့ရှိရင်နောက်ထပ်ကပ်လေးတစ်ခုပါတယ်ပေါ့နော်ဒါကတော့ညီမဒီကကားတော့လေးထည့်ဖို့ကပ်လေးလို့ထင်တာပဲဒီမှာကျတော့နောက်ထပ် box တစ်ခုလည်းပါပါသေးတယ်ခုနှစ်ကုန်လုံးကတော့ leather 6ကိုမှ214နဲ့လောက်ထားတာဖြစ်ပြီးတော့အရှိရ driver seat နဲ့ passenger seat မှာ motor လည်းပါတဲ့အပြင်ကိုထိုင်ကုန်အပူအေးပေးတဲ့စနစ်လည်းပါပါတယ်ပြီးရင် seat memory ဆိုလို့ရှိရင်လည်း2ဆင့်ထိရပါတယ်ရှင်ပြီးရင်ဒီကားလေးမှာကျတော့ sunroof လေးဆိုလို့ရှိရင်လည်း panoramic sunroof လေးဖြစ်သွားပါမယ်နောက်ပုံလေးဆိုလို့ရှိရင်လည်း motor လေးပါတဲ့အပြင်ကိုမှ kick sensor လေးလည်းရပါတယ်ရှင်ကားလေးကိုတော့ညီမတို့ကီတူမနီအော်တိုကနေပြီးတော့3280နဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်။နောက်ထပ်ကားနဲ့ပတ်သက်ပြီးတော့သေးသေးကြည့်ရှင်ဆိုလို့ရှိရင်တော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးက39906090သို့မဟုတ်3996သိန်းငွေ93လေးတွေကိုဆက်သွယ်မြင်နိုင်ပါတယ်။ညီမတို့ရှင်လုံးလေးလိပ်စာလေးကတော့ရန်ကင်းမြို့နယ်ပြည်တာလန်းနဲ့စိတ်လန်းတောင်မှာရှိပါတယ်ရှင်။အားလုံးတတ